ကဲပရိသတ်ကြီးတွေအားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်တင်တန်းတက်လိုက်ရတာပေါ့ဒါ safety တင်တန်းပေါ့ဒါကျွန်တော်တို့ကုမ္ပဏီမှာဒါကျွန်တော်တို့အများတန်းတစ်လတစ်ခါတက်ရတဲ့ဒီ safety တင်တန်းပေါ့ဒါအလုံးချုံရေးအနေဘေးကင်းလုံချုံရေးတင်တန်းပေါ့ဒါသူတို့အများတန်းတက်ခိုင်းတာဒါလေးကြတော့ကျွန်တော်တို့ဦးလေးတို့နဲ့အတူတူအလုပ်လုပ်ရတာပေါ့ကျွန်တော်တို့ကိုရီးယားနိုင်ငံသားတွေနဲ့အတူတူစားလိုက်နှောက်လိုက်နဲ့သူတို့နဲ့အတူတူလုပ်ရတာဒီနေ့လုပ်တွေရတယ်ရှောက်တလောက်မမင်းနဲ့အလုပ်တွေရတယ်များပစ္စည်းတွေရတယ်ကားစီလိုက်ဝင်ကျွန်တော်တို့ကအပေါ်မှာဆိုတော့လိုင်းကောင်းထက်မှာထည့်ရမယ့်ပစ္စည်းတွေဆိုတော့ကျွန်တော်တို့အကောလုံးပစ္စည်းတွေချရတာပေါ့တော့ကျွန်တော်တို့လုပ်ဖို့ကိုင်းဖက်နေများနဲ့အတူတူဒါကကျွန်တော်တို့အတူတူလုပ်နေကြကိုရီးယားသားတွေပေါ့ဒါကကျတော့ကရိန်းရောက်လာတယ်ပြကျွန်တော်တို့ဆက်တစ်ခုပြက်နေလို့ကျွန်တော်တို့ကရိန်းနဲ့မှပြီးတော့ဆက်အတိလဲရတာပေါ့ဒါကျွန်တော်တို့လုပ်ငန်းခွင်မှာပေါ့ဒီလိုမျိုးကရိန်းတွေကတော့အများအားလာပါတယ်ဒီကျွန်တော်တို့လုပ်ငန်းခွင်မှာတော့ကဲပရိသတ်တို့များကြီးတို့များကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုပေးသူများတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်เนาะဗီဒီယိုနောက်လည်းလာအောင်ပါအားပေးကြပါအောင်လို့ပြောချင်ပါတယ်